င်းပေါက်ပေးရင်တဲ့ထမင်းတက်နဲ့ကျွေးမယ်ဆိုလို့တဲ့ထင်းသားပေါက်ပေးတာတဲ့ပေါက်စိန်နှုတ်မယ်ဟာလို့ထမင်းမစားပဲပြန်လာရတယ်ဖက်လက်ပါပြက်ဟမ်ဘလို့ဖြစ်လို့လဲဒီထင်းလေးပေါက်တာထင်းပါထင်းမရတော်ဆိုးနေတာဟာထမင်းတက်နဲ့ကျွေးမယ်ဆိုလို့ထင်းသားပေါက်တာပထမအုပ်ဆုံးတစ်ချက်မှာတဲ့ပေါက်စိန်ပြန်ဆွဲတော့မရလို့ထမင်းစားတော့ဘူးဟာအဲ့ဒါကောမန့်ဖတ်ထားတာကောမန့်မှန်ထားတာကိုတစ်ချက်ရှုံနော်အိမ်မှာလာစားပါအကူရဲ့တဲ့ကြည့်မိတာဦးနာလို့ထပ်မပေါက်နေတော့တနာသွားတာနော်နောက်တစ်ခုငါနဲ့တဲ့တချင်းကြောင့်ငိုရမလို့လို့ဒီဘဲကြောင့်ရီရမလို့လို့ ਨੇ မှန်တယ်နော်တချင်းကငိုစရာဒီတချင်းကိုနားထောင်မှုလူတိုင်းတည်တယ်အတိတ်ပဲနော်ငိုစရာတချင်းလေးဝမ်းနဲ့တရားတချင်းလေးဒါပေမဲ့သူ့ဗီဒီယိုကိုကြည့်ပြီးငိုရမလို့လို့ရီရမလို့လို့ဖြစ်တယ်မှန်တယ် What နောက်တစ်ခုကဂျင်းရင်သွားစော့တင်တာပြတကယ်ကဒီကထိုင်းတက်နဲ့စားဖို့တော့ပေါက်စိန်သွားပေါက်နေရပါတယ်ပုံမှဂျင်းရအရင်သွားစော့အောင်မှာဒီပေါက်စိန်ပေါက်ဖို့အော်အကြံပေးတာကျေးဇူးတင်ပါတယ်ပေါ့နော်ကျေးဇူးတင်ပါတယ်အဲ့ဒါဖက်နှက်တော့ပြတ်သွားတယ်ဒါပေမဲ့မစားခဲ့ရဘူးပေါ့အပေါ်ဆုံးကပြောခဲ့တဲ့ comment လိုပဲနော်ကျွန်တော်ရင်သာလာစားလိုက်ပါတော့အကိုရေကျွန်တော်ရင်သာလာစားလိုက်တော့ကိုအကူမာရပစ္စည်းလာဖို့ပဲ ဟုတ်ဟုတ်ဟာကေးပေးရလား ရဦးရ ခဏနော် ဟုတ် ဟယ်လိုကိုကို အခုကေးပေးချက်လောက်ထည့်ပါလား ပတ်စံလို့လားဘယ်လောက်လဲ 9000 ဩ9000လားရအခုလွှဲလိုက်မယ်နော် မိုင်းလိုက်လား ဒါပဲ ချစ်တက်လိုက်တယ်နော်မိန်းကလေးတွေများအဲ့လိုချစ်ဖို့ကောင်းတဲ့မိန်းကလေးပိုင်ဆိုင်ထားပြီ ဟယ်လိုတဲ့ ဟောလေအခုပတ်စံလေးအရေးကြီးလို့ပစ္စည်းမှာထားတယ်အဲ့ဒါပတ်စံလွှဲရမှာမို့လို့မောင်9000လောက်လွှဲပါလား ဟုတ်ပြီအခုပဲလွှဲလိုက်မယ်နော်လွှဲရမယ့်နာမည်မစိတ်ပို့ထားလိုက်နော် အဲ့ဆိုဖုန်းနံပါတ်ပို့လိုက်မယ်နော်ဒါပဲအောက်ပါ ဟာရောက်အခုနံပါတ်ချက်ပေး ဟုတ် โอเคလွှဲလိုက်ကိုလွှဲလိုက် ဟုတ်ရောက်ပြီ ကျေးဇူးပဲနော် ကျေးဇူးပါလို့ဟုတ် အေးပါကွာအေးပါမောင်နေခံရပြန်ပြီဟောင်းကြီးမောင်နေတော့ခံရပြန်ပြီငါပြောတယ်မောင်နေနော်မမတွေကိုကြိုက်တာနွားဖြစ်ဖို့ကြိုက်တာတဲ့နွားဖြစ်ဖို့ကြိုက်တာနော်ဒီဘက်ကကိုကသူ့ကောင်မလေးကိုဘာသာ9000ချီးဒီဘက်ကသူ့ကောင်မလေးကသူ့နောက်တစ်ရက်ဘဲကိုဘာသာ9000ချီးရနောက်တစ်ယောက်ဘဲကမောင်ကလှည့်ပြလိုက်တာအရင်ဘဲကနေပြီးတော့ delivery ပေးတာကမောင်မောင်နွားတယ်နော်လောက်ကနေထွက်သွားတာပါမောင်နေရဲ့ခိတ်မတောင်းလိုက်တာမောင်နီးရဲ့